အဲ့ဒီမိန်းကလေးပြန်လဲမွေးဖွာလာတော့ပထမဆုံးလုပ်တာကကုမ္ပဏီငွေဆက်ခံမဲ့ခွင့်ရကိုလက်လွတ်လိုက်တာပဲညီမဖြစ်သူကချက်ချင်းပဲစိုးရင်ထိတ်လန့်သွားတော့တာပေါ့တကယ်တော့အဲ့ဒီမိန်းကလေးကစီးပွားရေးပါရမီရှင်တယောက်ဖြစ်နေတာကိုအရင်ဘွားတုန်းကသူတို့နှစ်ယောက်စလုံးကဒေဝါလီခံလူညီမဖြစ်နေတဲ့ကုမ္ပဏီအတွက်စမ်းသစ်တဲ့စီမံကိန်းတွေကိုရေးဆွဲခဲ့ပူကြတယ်ဒါပေမဲ့ညီမဖြစ်သူကတရက်စော်ပြီးအပီးတက်လိုက်ပြီးအဲ့ဒီမိန်းကလေးကိုသူများဟာခိုးချတယ်ဆိုပြီးဆွဆွဲခဲ့တယ်သူတို့အဖေကအရန်ဒေါသထွက်ပြီးအိမ်ကနေနှင်ထုတ်ပစ်လိုက်တယ်ကဏ္ဍလျော်စွာပဲရှယ်ယာရှင်စီဝေးလုံမဲ့နေ့မှာပဲအဲ့ဒီမိန်းကလေးကပြန်ရောက်လာတာပေါ့အဲ့ဒီအချိန်မှာအဖေဖြစ်သူကဘဒုမဆိုကုမ္ပဏီအတွက်စမ်းသစ်တဲ့စီမံကိန်းကိုအရင်ဆုံးတင်ပြနိုင်ရဲ့အမွေဆက်ခံရမယ်လို့လူတိုင်းကိုကြေညာနေခဲ့တယ်။ရှယ်ယာရှင်တွေကအဲ့ဒီမိန်းကလေးကိုအရန်စွမ်းဆောင်လိုက်တာမို့အကောင်းဆုံးစီမံကိန်းကိုတေချာပေါက်ရေးနိုင်လိမ့်မယ်လို့ယုံကြည်နေကြတယ်။ဒါပေမဲ့အဲ့ဒီမိန်းကလေးကကုမ္ပဏီရဲ့အနာဂတ်ကိုသူ့ညီမလေးလိုက်ထဲပဲအနှင်းလိုက်ကွာလို့ပြန်ဖြေလိုက်တယ်။ညီမဖြစ်သူကလည်းစီဝါဟီကိစ္စတွေသိမကျွမ်းကျင်ကြောင်းအမဖြစ်သူမှနာစမ်းသစ်တဲ့စီမံကိန်းကိုရေးဆွဲနိုင်မှာပါလို့အမြန်ရှင်းပြတယ်။အဖေကလည်းတိုက်ရိုက်အမိန့်ပေးလိုက်တော့အဲ့ဒီမိန်းကလေးခင်ဗျအတက်နိုင်ဆုံးစူးစမ်းပါမယ်လို့ပြောရုံကလေးလို့တခြားရွေးဆွေရမရှိတော့ဘူးပြီးတော့သူမှယုံခန့်တဲ့ဖြန့်ဝင်သွားတယ်ဒီတစ်ချိန်မှာတော့အဲ့ဒီမိန်းကလေးကဘသူ့ကိုမှလုံးဝမယုံတော့ဘူးအရင်ကရေးဆွဲထားတဲ့စီမံကိန်းကိုဖျက်ပစ်လိုက်ပြီးကိုယ့်ဘာသာကိုစီးပွားရေးလုပ်ဖို့ခွိုင်ဖက်တွေရှာဖို့ဆုံးဖြတ်ချလိုက်တယ်အဲ့ဒီအချိန်မှာရှယ်ယာရှင်တယောက်ကစီမံကိန်းအခြေအနေဘယ်လိုရှိပြီလဲလို့မေးတဲ့အခါအဲ့ဒီမိန်းကလေးကကွန်ပျူတာကိုလှည့်ထားပြီးဘသူ့ကိုမှလမ်းမကြည့်ခွင့်ခဲ့ဘူးဒီတစ်ချိန်တော့ညီမဖြူသူခိုးချလို့ရမှာမဟုတ်ဘူးလို့သူထင်ခဲ့တာဒါပေမဲ့မထင်မှထားပဲညီမဖြူသူကသူ့စီမံကိန်းဆိုတာနဲ့ရောက်လာပြီးအချမ်းညံတချို့တောင်းခံလာခဲ့တယ်။ညီမဖြူသူရဲ့စီမံကိန်းကသူ့ဟာနဲ့အတူတူအတိုင်းပါမယ်ဆိုတာကိုတွေးလိုက်ရတော့အဲ့ဒီမိန်းကလေးလန့်သွားတယ်။နောက်တစ်ရက်မှာသူစီမံကိန်းအသစ်တစ်ခုကိုထိုက်ရေးဆွဲပြီးနေကစီးပွားရေးလုပ်ဖို့ကွိုင်းဖက်တွေကိုပါရှာခွေခဲ့တယ်။မကြခင်မှာကျင်းညာမဲ့နေ့ရောက်လာတယ်။အဲ့ဒီမိန်းကလေးကအခမ်းအနားနေအောင်မှာပဲစီမံကိန်းကိုရေးဆွဲလိုက်တယ်။ဒါပေမဲ့ရှယ်ယာရှင်တွေကညီမဖြူသူတဲ့စီမံကိန်းပြောင်းလဲထားပြီးနေကစီးပွားရေးလုပ်ဖို့ကွိုင်းဖက်တွေအများကြီးရှာထားတယ်လို့ပြောနေတာကိုကြားလိုက်ရတယ်။ညီမဖြစ်သူရဲ့စီမံကိန်းကိုကြည့်လိုက်တဲ့အခါသူ့ဟာနဲ့အကျူတူထပ်ပြီးတော့ဖြစ်နေတာကိုထပ်တွေ့ရပြန်တယ်။အဲ့ဒီအချိန်မှာဆေးဆက်ထားတဲ့သူကအဲ့ဒီမိန်းကလေးရဲ့စီမံကိန်းကိုတင်ပြတော့မယ်အပြုမိန်းကလေးကအမြန်ပြေးသွားပြီးဖိုင်ကိုဖျက်ပစ်လိုက်တယ်။သူ့အမွေဆက်ခံခွင့်ဆွလို့ကြောင့်ကြေညာပြီးဒီစီမံကိန်းကိုအသေးစိတ်ရှင်းပြဖို့ညီမဖြစ်သူကိုခိုင်းလိုက်တယ်။ညီမဖြစ်သူကတော့ဘာကိုမှလုံးဝနားမလည်ခဲ့ဘူး။မိန်းကလေးကညီမဖြစ်သူရဲ့စီမံကိန်းကသူ့စီကနေအပြည့်အဝခိုးချထားတာလို့ပြောလိုက်တယ်။ရှယ်ယာရှင်တွေကပါတန်တရားဝင်လာကြတာပေါ့။အဲ့ဒီတော့မှဆေးဆက်ထားတဲ့သူကသူ့ကွန်ပျူတာထဲ virus ထည့်ထားပြီးညီမဖြစ်သူကသူ့ရဲ့အကြံဉာဏ်အကုန်လုံးကိုစောင့်ကြည့်နေနိုင်ခဲ့တာကိုမိန်းကလေးကသိလိုက်ရတယ်။အဲ့ဒီနောက်မှာတော့အဲ့ဒီမိန်းကလေးကသူ့ညီမနဲ့ဆေးဆက်ထားသူကိုအာနာပိုင်တွေကိုတိုင်ချလိုက်တော့တာပါပဲ